One Piece ending ကို Oda က hints ပေးပြီးပြီလား One Piece ကိုကြည့်ဘူးတဲ့သူတိုင်းတစ်ချိန်မဟုတ်တစ်ချိန်တော့ဒီမေးခွန်းကိုစဉ်းစားကြည့်ကြမှာပါ One Piece ဆိုတာကဘာလဲ Luffy ကနောက်ဆုံးမှဘာရမှာလဲ Oda က ending ကိုအစကတည်းကစဉ်းစားထားပြီးသားလားဒီနေ့ဗီဒီယိုမှာတော့ Oda ပေးတဲ့ history နဲ့ fan theory ကိုတခြားခွဲပြီးဆွေးနွေးပေးသွားပါမယ်နံပါတ်1 Oda က ending ကိုအစကတည်းကရေးထားပြီးသားလား Ichigo Oda က interview တွေတိုင်းမှာအကြိမ်ကြိမ်ပြောခဲ့တာက One Piece ရဲ့အဆုံးသတ်ကိုအစောပိုင်းကတည်းကစဉ်းစားပြီးသားဆိုတာပါဒါပေမဲ့ဇလန်အသွား chapter အသစ်တွေအသစ်တွေကိုတော့နောက်ပိုင်းမှာထပ်တိုးလာတာကိုတွေ့ရပါတယ်အဲဒါကြောင့်အဆုံးသတ်ရဲ့ idea ကိုတော့မပြောင်းသေးဘူးလို့ပရိသတ်အများစုကယုံကြည်ကြပါတယ်နံပါတ်2 One Piece ကရတနာအစ်စ်လားဒီမိကုန်းကိုနှစ်ပေါင်းများစွာကျင်းခုန်ခဲ့ကြတာပါချို့က Luffy တို့ရဲ့ခီးလန်းတစ်ခြားခင်မင်မှုတွေကို One Piece လို့ထင်ကြတယ်ဒါပေမဲ့ Oda က One Piece ဟာတကယ်ရတနာဖြစ်တယ်လို့ပြောထားတယ်အဲဒါကြောင့် Luffy ရှာနေတဲ့ One Piece ဟာစိတ်ကူးရင်သဘောတရားတစ်ခုမဟုတ်ပဲတကယ်ရှိတဲ့အရာတစ်ခုဖြစ်နိုင်ပါတယ်နံပါတ်3 Roger Pirate တွေဘာကြောင့်ရေခဲ့တာလဲ Roger နဲ့သူ့ရဲ့ crewmate တွေက Last Day ရောက်တဲ့အချိန်မှာရေခဲ့ကြတယ် Roger ကငါတို့ solo နေလို့ပြောခဲ့တယ်ဒီစကားတစ်ခုက One Piece တွေကအကြီးဆုံးဘေးကြီးတွေကတစ်ခုပါဘာကြောင့်ဆောလွန်သွားတာလဲ Joy Point ပြန်ပေါ်လာမယ့်အချိန်ကိုစောင့်ရတာလား Asian ကပုံနေမပြေဆုံးသေးလို့လားဒါမှမဟုတ် Nika Awakening ကိုစောင့်နေရတာလားအခု Luffy Gear ဘိုက်ပေါ်လာပြီးနောက်ဒီ theory တွေကပိုပြီးစိတ်ဝင်စားစရာဖြစ်လာတယ်နံပါတ်4 Join Point နဲ့ Voice Surgery One Piece ending ကိုနားလည်ဖို့ Join Point နဲ့ Voice Surgery ကိုနားလည်ရပါမယ် Robin ရဲ့အိမ်မက်က Voice Surgery ကအမှန်တရားတွေကိုရှာဖွေဖို့ပါ Luffy ရဲ့အိမ်မက်က Pirate King ဖြစ်ဖို့ဖြစ်ပေမဲ့အဆုံးမှာတော့ကဘာကြီးရဲ့လက်ဝက်ချက်တွေကိုပေါ်ထုတ်နိုင်မဲ့သူလည်းဖြစ်လာနိုင်ပါတယ်နံပါတ်5 Final War Oda က Marineford ထပ်ပူကျန်းတဲ့စပွဲတစ်ခုရှိမယ်လို့ hint ပေးထားပါတယ်ဒီစပွဲမှာ Straw Crew Revolutionary Army Marine War Government Blackbeard Pirate တွေနဲ့တခြားအင်အားစုတွေပါဝင်လာနိုင်ပါတယ်ဒါဟာ One Piece ရဲ့အကြီးမားဆုံးပတ်တယ်ဖြစ်လာနိုင်ပါတယ်နံပါတ်6 Red Line Theory Fan Theory တစ်ခုကတော့ Red Line ကိုဖြည့်ဆည်းလိုက်ရင်ပင်လယ်လေးခုပေါင်းစည်းသွားပြီး All Blue ဖြစ်လာနိုင်မယ်ဆိုတာပါပဲအဲ့လိုဖြစ်ရင်စန်ကြီးအိမ်မက်လည်းအကောင့်ထဲဖော်နိုင်ပါတယ်လာဘုံလည်း Brook နဲ့ပြန်တွေ့နိုင်တယ်ဒါပေမဲ့ဒီ theory ကို Oda ကတီးပြမပေးထားပါဘူးနံပါတ်9 Imu ရဲ့အခန်းကဏ္ဍ Imu ဟာ War Government ရဲ့အမြင့်ဆုံးအာဏာရှင်ဖြစ်နိုင်ပါတယ် Voice Surgery ကိုဖုံးကွယ်ထားတဲ့အဓိကသူလည်းဖြစ်နိုင်ပါတယ် Luffy နဲ့ Imu ကြားကတိုက်ပွဲဟာနောက်ဆုံး arc ရဲ့အရေးကြီးဆုံးအပိုင်းဖြစ်နိုင်ပါတယ် One Piece ending ကို Oda က hints တချို့ပေးထားပေမဲ့အရေးကြီးဆုံးလေးဝက်ချက်တွေကိုတော့ထိန်းသိမ်းထားခဲ့ပါဒါကြောင့် One Piece ကဘာလဲ Join Point ရဲ့ဂတိကဘာလဲ Imu ရဲ့ရွေးချက်ကဘာလဲဆိုတာကိုဇလန်ပြီးမှသာသိရမှာပါ Brother တွေရော One Piece ကဘာလဲ ending ကရောဘယ်လိုဖြစ်နိုင်လဲဆိုတာကို comment မှာမှတ်ငယ်ပေးကြပါဦးဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ပေးကြပါဦး TikTok ပိုင်းမှာ link ရှိပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ Master B ပါ See you the next video